မဟာရုပ်ရှင်ရောကိုနဲ့လေပဲနှစ်ယောက်တည်းလူကွဲမရှိပဲဒီပုံစံနဲ့ဆက်သွားနေလို့ဖြစ်ဘူးထင်တယ်။ပူပေါ်လောင်ဘက်လူသမားလေးပါလေခေါ်မှ မလူကတယောက်မင်းခေါ်လာတာတူကြီး ရှင်ကကျမမျိုးတွေခေါ်လာတာမကျင်တတ်ဘူးလား။ဘာလဲတစ်ဆိုင်လုံးမှာရှင့်အမျိုးတွေပဲရှိနေစေချင်တာ။ဘယ်လိုရှိနေကြတာလဲ။နဲ့နေတာပဲအမျိုးတွေကိုစီးပေါ်လိုက်သုံးပါမလားကျမသုံးပါမလားအတားလည်းရှင်ကြ။အော်မင်းကနောက်ဆုံးတော့မင်းတို့ပြောမင်းနာလာပေါ့လေဟဲ့အပတ်စဉ်စနေနေ့တိုင်းမဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာမဟာရုပ်ရှင်ရော